ပိုလီကျိုးကိုမှခက်ချေချေဝစ်ချင်နဲ့မမရဲ့အန်တီရဲ့ညီမလေးရဲ့အတွက်အခုစုမြတ်ရွှေပိုလီကျိုးလေးရောက်ထားတော့လာပြပေးပါရရှင်ဒီရွှေပိုလီကျိုးလေးကလည်းအရင်တုန်းကလည်းစုမြတ်စီမှာတင်မှုတယ်နော်အဲ့တုန်းကလည်းပစ္စည်းကုန်သွားတဲ့အထိကိုအားပေးကျင်းကြတာ၃ရက်အတွင်းကိုကုန်သွားတာနော်အခုစုမြတ်ဒီမှာရွှေပိုလီကျိုးကိုအရင်ဒီဇိုင်းလေးပဲအရန်လှတိုးလေးကိုစုမြတ်ပြန်သွင်းပေးထားတယ်ဒီတစ်ခေါက်တော့အရေးအတွက်တွေစုမြတ်အများကြီးသွင်းပေးထားတယ်နော်ဒီပိုလီကျိုးလေးရဲ့အရှိလေးကကြတော့18လက်မလေးပါရှင်ပြီးတော့လေ18လက်မဖြစ်တဲ့အတွက်ကြောင့်လို့ဝါးတဲ့သူတွေလည်းဝေလို့ရပါတယ်နော်စုမြတ်စီမှာဆိုရင်ဝါးတဲ့ customer မမတွေအများကြီးရှိတယ်အဲ့ဒီခါကျရင်ဝေးရတာတအားပေါ့နော်ဝါးတဲ့သူတွေအတွက်ကတအားရှားတယ်ပစ္စည်းရှားတယ်အခုစုမြတ်ကဒီလိုမျိုးရွှေရည်စိန်ကျိုးလေးကိုဝါးတဲ့သူတွေအတွက်ပါထုတ်ပေးထားတယ်ဝါးတဲ့သူတွေကကြတော့ပေါ့နော်ဒီလိုမျိုးတိုင်းဝေးလိုက်ရုံနဲ့အဆင်ပြေတယ်စုမြတ်တို့လိုပေါ့နော်ပေါင်ချိန်120သမားတွေကကြတော့ပေါ့နော်ဒီလိုမျိုး cross way ပါအနောက်ကဒီလိုမျိုး cross way ပါဒီလိုမျိုး cross way လို့ရပါတယ်ရှင်အဲ့လိုမျိုးဝေစုမြတ်လေဒီလိုမျိုးဝေတာစုမြတ်ကကြတော့ပေါ့နော်အပြားကြီးကိုမကြိုက်လို့စုမြတ်ကအပြားသေးကိုယူထားတယ်ခုကတော့အပြားသေးက stop ပြတ်သွားပြီအရင်တော့ကယူထားတာပေါ့နော်အဲ့လိုမျိုးလေးကိုစုမြတ်ကဒီကနေတက်တယ်အနောက်က cross ပြီးတော့ဒီကနေပြန်တက်တယ်အနောက်က cross အဲ့လိုလေးဝေတာအဲ့ဒါကြောင့်မလို့ဒီလိုမျိုးကျိုးတွေကအခုကပိန်တဲ့သူရောဝါတဲ့သူရောဝေလို့ရတယ်တချို့ညီမလေးတွေဆိုရင်စုမြတ်ကိုလာမေးတယ်မမတဲ့ကျိုးကားတဲ့အရန်ကြီးပေါ့နော်ခြောင်ကြနေရဆိုတော့မဟုတ်ဘူးညီမလေးနောက်ကနေ cross လေးဝင်အရန်လေးလှတယ်ဒီဇိုင်းလေးအရန်ဆန်းသွားတယ်ဝေလို့လည်းအဆင်ပြေတယ်ကွာပြီးတော့လေဒီလိုမျိုးကျိုးဒီလိုမျိုးပေါ့နော်ဘောလီကျိုးတွေကကြတော့အင်ကြီးပေါ့နော်ဒီလိုမျိုးရင်ရှက်လေးတွေပြီးကြတော့အပေါ်ထက်အပားလေးတွေနဲ့ဆိုရင်အရန်လှတယ်မြန်မာဝစ်စုံနဲ့ဝစ်မယ်ဆိုလဲတအားလှတယ်ဒါမှမဟုတ်လေ evening ကောင်အပြက်ကလေးနဲ့ဝစ်မယ်ဆိုလဲအနောက်ကအရှက်ကလေးနဲ့ဆိုတော့တအားလှတာရှင်နော်အနောက်ကအဲ့လိုမျိုးအရှက်ကလေးနဲ့ဝင်ပို့လှတယ်ဒီအရှိကိုအရှက်လေးလေးဝစ်လို့ရတယ်အနောက်ကိုအရှက်နဲ့လေးဝစ်လို့ရတယ်ပေါ့နော်ဒီကျိုးတွေကကြတော့ပုံမှန်စိုက်ပိန်နေသူတွေပေါ့နော်ပေါင်ချိန်130လောက်ထိကတော့သူဝစ်လို့ရတယ်နောက်ကအရှက်နဲ့ပေါင်ချိန်200လောက်ထိဝစ်လို့ရတယ်ပေါင်ချိန်200လောက်ထိဒီကျိုးကဒီလိုမျိုးဝစ်လို့ရတယ်ကွာဒီလိုမျိုးအကြောင်းစုမြတ်ကဒီကျိုးလေးကိုသွင်းပေးထားတာအရှိကိုပဲသွင်းပေးထားတာပြောမယ်ဆိုရင်အရှိနဲ့အတုံတွေကဈေးအောင်ကွာသေးတယ်အတုံဆိုရင်16လက်မဆိုရင်ဈေးအောင်ပိုတက်တာသေးတယ်စုမြတ်ကတက်နေကို18လက်မကို16လက်မဈေးနဲ့ပဲစုမြတ်ရောင်းပေးမယ်ဒီလိုမျိုးတစ်စုံကိုမှစုမြတ်မြန်မာငွေ2000နဲ့မှ6000ကျပ်နဲ့ပဲရောင်းပေးမယ်2600ကတော်တော်တန်တယ်ဒီတာကလေရွှေကျိုးတွေကိုလောက်ရတာရှင့်နော်ရွှေရည်စိန်ကျိုးတွေကိုလောက်ရတာရွှေရည်စိန်ကျိုးဒီလိုမျိုးတကျိုးတော့မှအခုဘယ်လောက်ရှိလဲဆိုရင်မြန်မာငွေ2000ကျော်ရှိတယ်ကွယ်အခုပေါ့နော်စုမြတ်စီမှာဒါတစုံဆိုတော့2ကျိုးလောက်ရတာ2ကျိုး18လက်မှ2ကျိုးတော့မှစဉ်းစားကြည့်လိုက်တော့ဘယ်လောက်ရှိမလဲဆိုရင်ဒါဆိုရင်4000ကျော်လောက်ရှိတာကိုစုမြတ်ကအခု2600နဲ့ပဲရောင်းပေးမှာဒီလိုမျိုးပေါ့နော်ဒီဇိုင်းကိုလည်းကြည့်အောင်နော်ဒီဇိုင်းကိုလည်းတေချာလေးစုမြတ်ပြပေးမယ်တေချာလေးမြင်အောင်အရန်လှတော့တော်တော်လှတာရှင်တော်တော်လှတဲ့ဒီဇိုင်းတစ်စုံကိုဒီလိုမျိုးပေါ့နော်နှစ်ခုပါတဲ့တစ်စုံကိုစုမြတ်ကမြန်မာငွေ2600နဲ့ပဲရောင်းပေးမယ်ဒီလိုရွှေဘော်လီကျိုးကအခုအရန်ခစ်စားတာအရန်လူကြိုက်မြင်ရတာစုမြတ်တောင်မှာပဲပြောလေလေပင်အပြက်ကလေးနဲ့ဝတ်မယ်ဆိုရင်ဒါလေးမျိုးလေးတွေဝတ်တာအရန်လှတယ်ပေါ့နော်စုမြတ်စီမှာမှားခြင်းနဲ့ဆိုရင်တော့စုမြတ်စီမှာမမြန်လေးလှမှာပေးမှရမှာပင်ရှင်